မင်္ဂလာပါခင်ဗျာဒီဗီဒီယိုမှာပြောပြပေးသွားမှာကတော့ OneXBet မှာ KPay Webpay ကိုအသုံးပြုပြီးတော့ငွေတွင်းနည်းငွေထုတ်နည်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အသုံးတဲ့တယ်ဆိုရင်ဗီဒီယိုကို like လုပ်ပြီးတော့ channel ကို subscribe ပြုလုပ်ပြီးတော့ကြပါအောင်ခင်ဗျာ OneXBet အကောင့်ဖွင့်စောင့်ကစားခြင်းနဲ့မိတ်ဆွေများကတော့ဒီဗီဒီယိုရဲ့ description မှာအကောင့်ဖွင့်နည်းဗီဒီယို link ကိုထည့်ထားပေးမှာဖြစ်လို့ description link ကနေဝင်ရောက်လေ့လာပြီးတော့အကောင့်ဖွင့်စောင့်ကစားလို့ရပါတယ်ခင်ဗျာငွေတွင်းငွေထုတ်ပြုလုပ်ခြင်းနဲ့မိတ်ဆွေများကတော့ Viber Telegram ဖုန်းနံပါတ်3998884439ကိုဆက်သွယ်ပြီးတော့လည်းငွေတွင်းငွေထုတ်လာရောက်ပြုလုပ်လို့ရပါတယ်ခင်ဗျာငွေတွင်းဖို့အတွက်မီနူကိုနှိပ်ပေးပါdeposit ကိုနှိပ်ပေးပါKPay နဲ့ငွေတွင်းတွေကိုအရင်လေ့လာရအောင် KPay ကိုနှိပ်ပေးပါခင်ဗျာကျွန်တော်ကနမူနာအချက်လက်တွေကိုဖြည့်ပြပါမယ်မိတ်ဆွေတို့ကတော့မိတ်ဆွေတို့ရဲ့အချက်လက်ကိုဖြည့်ပေးပါခင်ဗျာဒါမှမိတ်ဆွေတို့အကောင့်ထဲကိုငွေဝင်လာမှာပဲဖြစ်ပါတယ်အပေါ်ဆုံးမှာငွေတွင်းမဲ့ပမာဏကိုထည့်ပေးပါခင်ဗျာတင်ဤ KPay ဖုန်းနံပါတ်ဆိုတဲ့နေရာမှာမိတ်ဆွေတို့ရဲ့ KPay ဖုန်းနံပါတ်ကိုမှန်ကန်စွာထည့်ပေးပါခင်ဗျာကျွန်တော်ကနမူနာဖုန်းနံပါတ်ထည့်ပြပါမယ်တင်ဤ KPay အကောင့်ကင်ဆောင်သူအမည်ဆိုတဲ့နေရာမှာမိတ်ဆွေတို့ရဲ့ KPay အမည်ကိုထည့်ပေးပါခင်ဗျာကျွန်တော်ကနမူနာနာမည်ထည့်ပြပါမယ်ကျွန်တော်တို့ငွေတွင်းတဲ့ပမာဏ KPay ဖုန်းနံပါတ် KPay အမည်ကိုဖြည့်ပြီးသွားရင်တော့အပေါ်မှာ active ဖြစ်နေတဲ့ agent ဖုန်းနံပါတ်ရှိပါတယ်ခင်ဗျာ copy ယူလို့ရတာလေးရှိပါတယ် copy ယူပြီးတော့မိတ်ဆွေတို့ KPay ထဲမှာအရင်ဆုံးငွေတော့လွှဲပေးပါခင်ဗျာငွေလွှဲပြီးရင် KPay ရဲ့ transaction history မှာ KPay ဇက်လောက်ဆောင်မှုအမှတ်အလုံး20ရှိပါလိမ့်မယ်ခင်ဗျာအဲ့ဒီအလုံး20ကိုဒီ20 digits ဆိုတဲ့နေရာမှာအားလုံးကိုမှန်ကန်စွာပြန်လာပြီးတော့ဖြည့်ပေးပါခင်ဗျာကျွန်တော်ကနမူနာကဏ္ဍတွေကိုဖြည့်ပြပါမယ်မိတ်ဆွေတို့ကတော့မိတ်ဆွေတို့ရဲ့ KPay ဇက်လောက်ဆောင်မှုအမှတ်အလုံး20လုံးကိုမှန်ကန်စွာဖြည့်ပေးပါခင်ဗျာကျွန်တော်တို့ KPay ဇက်မှာတစ်ခါတလေငွေတွင်းတဲ့အချိန်ကိုထည့်ခိုင်းတာမျိုးရှိတတ်ပါတယ်ခင်ဗျာအဲ့ဒါဆိုအချိန်မိနစ်နာရီမိနစ်စက္ကန့်ကိုထည့်ပေးရမှာဖြစ်ပါတယ်များတော့အဖြစ်တော့တောင်းလေးတောင်းထားတော့မရှိပါဘူးတစ်ခါလေတောင်းတက်ပါတယ်တောင်းတက်ရင်တော့ဒီငွေတွင်းတဲ့အချိန်လေးကိုထည့်ပေးပါခင်ဗျာကျွန်တော်နမူနာထည့်ပြပါမယ်တနာရီ12မိနစ်12စက္ကန့်ဆိုပြီးနမူနာထည့်ပြပါမယ်ခင်ဗျာဒါကတော့ကိုငွေတွင်းလိုက်တဲ့အချိန်လေးကိုနာရီမိနစ်စက္ကန့်လေးထည့်ပေးရမှာဖြစ်ပါတယ်များတော့အဖြစ်တော့တောင်းလေးမရှိပါဘူးခင်ဗျာတောင်းရင်တော့ထည့်ပေးလိုက်ပါခင်ဗျာကျွန်တော်တို့ငွေတွင်းတဲ့ပမာဏKPay ဖုန်းနံပါတ် KPay အမည်ငွေတွင်းတဲ့အချိန် KPay ဇက်လောက်ဆောင်မှုအမှတ်အလုံး20ကိုဖြည့်ပြီးသွားရင်တော့ confirm ကိုနှိပ်ပေးပါခင်ဗျာဒါဆိုရင် KPay နဲ့ငွေတွင်းတာအောင်မြင်သွားပါပြီမိတ်ဆွေတို့အကောင့်တွေကို15မိနစ်20အတွင်းငွေဝင်လာပါလိမ့်မယ်ခင်ဗျာကျွန်တော်တို့ weight နဲ့ငွေတွင်းတွေကိုဆက်ပြီးကြည့်အောင် weight ကိုနှိပ်ပေးပါခင်ဗျာကျွန်တော်ဒီမှာလည်းနမူနာအချက်လက်တွေကိုဖြည့်ပြမှာဖြစ်ပြီးတော့မိတ်ဆွေတို့ကတော့မိတ်ဆွေတို့ရဲ့ weight အချက်လက်အမှန်ကိုဖြည့်ပေးပါဒါမှမိတ်ဆွေတို့အကောင့်တွေကိုငွေဝင်လာမှာပဲဖြစ်ပါတယ်ခင်ဗျာအပေါ်ဆုံးမှာငွေတွင်းမဲ့ပမာဏကိုထည့်ပေးပါခင်ဗျာတင်ဤ Webpay ဖုန်းနံပါတ်ဆိုတဲ့နေရာမှာမိတ်ဆွေတို့ရဲ့ weight ဖုန်းနံပါတ်ကိုမှန်ကန်စွာဖြည့်ပေးပါခင်ဗျာကျွန်တော်ကနမူနာဖုန်းနံပါတ်ကိုထည့်ပြပါမယ်ခင်ဗျာတင်ဤ Webpay အကောင့်ကန်ဆောင်သူအမည်ဆိုတဲ့နေရာမှာမိတ်ဆွေတို့ရဲ့ weight အကောင့်အမည်လေးကိုမှန်ကန်စွာထည့်ပေးပါခင်ဗျာကျွန်တော်ကနမူနာနာမည်ထည့်ပြပါမယ်ကျွန်တော်တို့ငွေတွင်းမဲ့ပမာဏ weight ဖုန်းနံပါတ် weight အမည်ကိုထည့်ပြီးတော့ရင်တော့အပေါ်မှာ active ဖြစ်နေတဲ့ agent ဖုန်းနံပါတ်ရှိပါတယ်ခင်ဗျာ copy ယူလို့ရတာလေးရှိပါတယ် copy ယူပြီးတော့မိတ်ဆွေတို့ရဲ့ weight ထဲမှာငွေတော့လွှဲပေးပါခင်ဗျာကျွန်တော်တို့ငွေလွှဲပြီးရင် weight transaction history မှာ
ဝိတ်လုပ်ငန်းစဉ်အမှတ်ရှိပါတယ်အဲ့ဒါကိုဒီ6 to 10 digit ဆိုတဲ့နေရာမှာအားလုံးကိုမှတ်ကန်စွာပြန်လာပြီးတော့ဖြည့်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာကျွန်တော်ကတော့နမူနာကဏ္ဍလေးဖြည့်ပြမှာဖြစ်ပြီးတော့မိတ်ဆွေတို့ကတော့မိတ်ဆွေတို့ရဲ့ဝိတ်လုပ်ငန်းစဉ်အမှတ်အားလုံးကိုမှတ်ကန်စွာဖြည့်ပေးပါခင်ဗျာကျွန်တော်တို့ငွေတွင်းတဲ့ပမာဏဝိတ်ဖုန်းနံပါတ်ဝိတ်အမည်ဝိတ်လုပ်ငန်းစဉ်အမှတ်အားလုံးကိုဖြည့်ပြီးသွားရင်တော့ confirm လေးကိုနှိပ်ပေးပါခင်ဗျာဒါဆိုရင်ဝိတ်နဲ့ငွေတွင်းတာအောင်မြင်တော့မှာပဲဖြစ်ပါတယ်မိတ်ဆွေတို့အကောင့်တွေကို15မိနစ်မိနစ်20တွင်းငွေဝင်လာပါလိမ့်မယ်ခင်ဗျာအကယ်လို့ဒီငွေတွင်းတဲ့လုပ်ငန်းစဉ်ကရှုပ်တယ်အခုချက်ချင်းငွေလွှဲပြီးအခုချက်ချင်းအကောင့်ထဲငွေဝင်ခြင်းနဲ့ဆိုရင်တော့ Viber Telegram ဖုန်းနံပါတ်39 988 4439 325ကိုဆက်တွဲပြီးတော့ငွေတွင်းငွေထုတ်လာရောက်ပြုလုပ်လို့ရပါတယ်ခင်ဗျာကျွန်တော်တို့ငွေတွင်းနေပြီးတော့ငွေထုတ်နည်းကိုလေ့လာရအောင်Money ဘက်မှာငွေထုတ်တော့မယ်ဆိုရင်အရင်ဆုံးကိုရဲချက်လက်ဖြည့်ထားဖို့လိုအပ်ပါတယ်ခင်ဗျာကိုရဲချက်လက်ဖြည့်ထားမှငွေထုတ်လို့ရမှာဖြစ်တဲ့အတွက်ကိုရဲချက်လက်ဖြည့်နည်းကိုအရင်ကြည့်အောင်မီနူးကိုနှိပ်ပေးပါ personal profile လေးကိုနှိပ်ပေးပါခင်ဗျာ enter details ကိုနှိပ်ပေးပါကျွန်တော်ကဒီမှာနမူနာအချက်လက်တွေကိုဖြည့်ပြပါမယ်မိတ်ဆွေတို့ကတော့မိတ်ဆွေတို့ရဲ့အချက်လက်မှန်ကိုဖြည့်ပေးပါဒါမှမိတ်ဆွေတို့ငွေထုတ်တဲ့အခါမှာအဆင်ပြေပြီးတော့ငွေထုတ်လို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာအပေါ်ဆုံးကစာနှိမ်ဆိုတဲ့နေရာမှာမိတ်ဆွေတို့ရဲ့အလဲအမည်ကိုထည့်ပေးပါfirst name ကတော့မိတ်ဆွေတို့ရဲ့ပထမအမည်ကိုထည့်ပေးပါ patronymic ခွင့်စာခွင့်ပိတ်နဲ့ if any လို့ပါပါတယ်ခင်ဗျာဒါကတော့ရှိလင်လို့ပြောတာပါမထည့်လဲရပါတယ်ခင်ဗျာထည့်ပြီးရင်ပို့ပြီးတော့ပြည့်စုံပါတယ်မိတ်ဆွေတို့ရဲ့နောက်ဆုံးအမည်ကိုထည့်ပေးပါခင်ဗျာ date of birth ကတော့မိတ်ဆွေတို့မွေးတဲ့ရက်လနှစ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်က2000လောက်ကိုနမူနာထည့်ပြလိုက်ပါမယ်ခင်ဗျာ place of birth ကတော့မိတ်ဆွေတို့မွေးတဲ့နေရာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကအားလုံးကိုရန်ကုန်ပဲနမူနာဖြည့်ပြပါမယ် region ကတော့တိုင်းနဲ့ပြည်နယ်ကိုရွေးခိုင်းတာဖြစ်ပါတယ်ကျွန်တော်ကရန်ကုန်ပဲထည့်ရွေးလိုက်ပါမယ်ခင်ဗျာ city ကတော့မြို့ဖြစ်ပါတယ်ရန်ကုန်ပဲထည့်ရွေးလိုက်ပါမယ်ခင်ဗျာ residence address ကတော့လက်ရှိနေထိုင်တဲ့လိပ်စာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကရန်ကုန်ပဲထည့်မှာဖြစ်ပါတယ် document type ကတော့ document type လေးကိုနှိပ်ပေးပါခင်ဗျာကျွန်တော်တို့ကမှတ်ပုံတင်နံပါတ်ဖြည့်မှာဖြစ်တဲ့အတွက် National Registration Card NRC ကိုယူပေးပါအလဲတစ်ခုဖြစ်ပါတယ်ခင်ဗျာseries ခွင့်စာခွင့်ပိတ်နဲ့ if have လို့ရေးထားပါတယ်ခင်ဗျာရှိလင်လို့ပြောတာပါမထည့်လည်းရပါတယ်ခင်ဗျာထည့်ပြီးရင်ပို့ပြီးတော့ပြည့်စုံပါတယ်မိတ်ဆွေတို့ရဲ့မှတ်ပုံတင်တွေကမြို့နာမည်အတူကောက်ကိုထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာမြစ်ကြီးနားဆိုရင်မာကာနာပေါ့နော်အတူကောက်လေးကိုထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရန်ကုန်မြောက်တကုံဆိုရင်မာဒါကာပေါ့နော်အစရှိသဖြင့်ကျွန်တော်တောင်တကုံဆိုရင်တာဒါကာအစရှိသဖြင့်အတူကောက်လေးတွေကိုထည့်ပေးရမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကဒီမှာတာဒါကာတောင်တကုံကိုနမူနာထည့်ပြပါမယ်ခင်ဗျာကျွန်တော်တို့အရေးကြီးဆုံးအပိုင်းလာပါပြီခင်ဗျာ document number ဖြစ်ပါတယ်မိတ်ဆွေတို့ရဲ့မှတ်ပုံတင်နံပါတ်ကိုမှန်ကန်အောင်ထည့်ပေးရမှာဖြစ်ပါတယ်ဒါမှမိတ်ဆွေတို့ငွေထုတ်တဲ့အခါမှာငွေထုတ်လို့ရမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့နမူနာကဏ္ဍဒီထည့်ပြပါမယ်မိတ်ဆွေတို့ကတော့မိတ်ဆွေတို့ရဲ့မှတ်ပုံတင်နံပါတ်ကိုမှန်ကန်စွာဖြည့်ပေးပါခင်ဗျာ date or issue ကတော့ကျွန်တော်တို့မှတ်ပုံတင်ထုတ်ပေးတဲ့ရက်စွဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အတိအကျမှတ်မိဖို့မလိုပေမဲ့3-5နှစ်တော့ခြားပေးပါခင်ဗျာကျွန်တော်က2020လောက်ကိုနမူနာရွေးပေးလိုက်ပါမယ် issue ပိုင်းကတော့ government ပိုင်းမြန်မာလို့ထည့်ပေးပါခင်ဗျာ
ကျွန်တော်တို့အချက်လက်တွေအားလုံးဖြည့်ပြီးတော့ရင်တေချာလေးပြန်ပြီးတော့ဆက်ပေးပါခင်ဗျာအားလုံးမှန်ကန်ပြီဆိုရင်ကျွန်တော်တို့ save ကိုနှိပ်ပေးပါခင်ဗျာဒါဆိုရင်ကိုယ်ရေးချက်လက်ဖြည့်တာအောင်မြင်တော့မှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့နမူနာဖြည့်ပြတဲ့အတွက်ပြန်ထွက်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ငွေထုတ်နည်းကိုဆက်ပြီးကြည့်လို့ရပါပြီခင်ဗျာငွေထုတ်ဖို့အတွက်မီနူးကိုနှိပ်ပေးပါဆက်တင်အလုံးလေးကိုနှိပ်ပေးပါခင်ဗျာ withdraw ကိုနှိပ်ပေးပါကျွန်တော်တို့ KP နဲ့ငွေထုတ်နည်းကိုအရင်ကြည့်ရအောင် KP ကိုနှိပ်ပေးပါခင်ဗျာကျွန်တော်ကတော့နမူနာအချက်လက်တွေကိုဖြည့်ပြမှာဖြစ်ပြီးတော့မိတ်ဆွေတို့ကတော့မိတ်ဆွေတို့ရဲ့အချက်လက်ကိုဖြည့်ပေးပါခင်ဗျာဒါမှမိတ်ဆွေတို့အကောင့်ထဲကိုငွေဝင်လာမှာပဲဖြစ်ပါတယ်ခင်ဗျာအပေါ်ဆုံးမှာငွေထုတ်မဲ့ပမာဏကိုထည့်ပေးပါဒီ KB ဖုန်းနံပါတ်ဆိုတဲ့နေရာမှာမိတ်ဆွေတို့ရဲ့ KB ဖုန်းနံပါတ်ကိုမှန်ကန်စွာဖြည့်ပေးပါခင်ဗျာကျွန်တော်ကတော့နမူနာဖုန်းနံပါတ်ကိုထည့်ပြပါမယ်တင် KB အကောင့်ကန်ဆောင်သူအမည်ဆိုတဲ့နေရာမှာမိတ်ဆွေတို့ရဲ့ KB အမည်ကိုမှန်ကန်စွာထည့်ပေးပါခင်ဗျာကျွန်တော်ကနမူနာနာမည်ထည့်ပြပါမယ်ခင်ဗျာကျွန်တော်တို့ငွေထုံးမဲ့ပမာဏ KB ဖုန်းနံပါတ် KB အမည်ကိုထည့်ပေးသွားရင်တော့ confirm ကိုနှိပ်ပေးပါခင်ဗျာဖုန်းနံပါတ်ချိတ်ထားရင်ကျွန်တော်တို့ sync code ပို့လာပါလိမ့်မယ်အဲ့ဒီ SMS code ကိုရိုက်ထည့်ပြီးတော့ confirm ကိုထည့်နှိပ်ပေးပါခင်ဗျာဒါဆိုရင် KB နဲ့ငွေထုတ်တာအောင်မြင်သွားမှာပဲဖြစ်ပါတယ်ခင်ဗျာ KB နဲ့ငွေထုတ်နည်းကိုကြည့်ပြီးကျွန်တော်တို့ဝေးနဲ့ငွေထုတ်နည်းကိုဆက်ပြီးကြည့်အောင်ခင်ဗျအကယ်လို့ငွေထုတ်တဲ့ချိန်မှာဖုန်းနံပါတ်ချိန်ရတာအဆင်မပြေလို့ငွေထုတ်လို့မရဘူးဆိုလို့ရှိရင်တော့ Viber Telegram ဖုန်းနံပါတ်399888443935ကိုဆက်သွယ်ပေးပါအဲ့ဒီမှာဖုန်းနံပါတ်မချိန်ပဲနဲ့ငွေထုတ်လို့ရတဲ့နည်းလမ်းကိုပြောပြပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ဝိမန်နီနဲ့ငွေထုတ်နည်းကိုကြည့်အောင်ဝိမန်နီကိုနှိပ်ပေးပါကျွန်တော်ကဒီမှာနမူနာအချက်လက်တွေကိုဖြည့်ပြမှာဖြစ်ပါတယ်မိတ်ဆွေတို့ကတော့မိတ်ဆွေတို့ရဲ့အချက်လက်မှန်ကိုဖြည့်ပေးပါခင်ဗျာဒါမှမိတ်ဆွေတို့အကောင့်တွေကိုငွေဝင်လာမှာပဲဖြစ်ပါတယ်ခင်ဗျာအပေါ်ဆုံးမှာငွေထုတ်မဲ့ပမာဏကိုထည့်ပေးပါခင်ဗျာတင်ဝိဘေဖုန်းနံပါတ်ဆိုတဲ့နေရာမှာမိတ်ဆွေတို့ရဲ့ဝိဘေဖုန်းနံပါတ်ကိုမှန်ကန်စွာဖြည့်ပေးပါခင်ဗျာကျွန်တော်ကတော့နမူနာဖုန်းနံပါတ်ကိုထည့်ပေးပါမယ်တင်ဝက်ဘေအကောင့်ကိုင်ဆောင်လို့အမည်ဆိုတဲ့နေရာမှာမိတ်ဆွေတို့ရဲ့ဝက်အကောင့်အမည်ကိုမှန်ကန်စွာထည့်ပေးပါခင်ဗျာကျွန်တော်ကနမူနာနာမည်ထည့်ပြပါမယ်ခင်ဗျာကျွန်တော်တို့ငွေထုံးမဲ့ပမာဏဝက်ဖုန်းနံပါတ်ဝက်အမည်ကိုထည့်ပြီးသွားရင်တော့ confirm ကိုနှိပ်ပေးပါခင်ဗျာဖုန်းနံပါတ်ချိန်ထားရင် SMS code ပို့လာပါလိမ့်မယ် SMS code ရိုက်ထည့်ပေးပါပြီးတော့ရင် confirm ကိုထပ်နှိပ်ပေးပါခင်ဗျာဒါဆိုရင်ဝင်းနဲ့ငွေထုတ်တာအောင်မြင်တော့မှာပဲဖြစ်ပါတယ်မိတ်ဆွေတို့အကောင့်ထဲကိုနိုင်ဝက်အတွင်းငွေဝင်လာပါလိမ့်မယ်ခင်ဗျာဖုန်းနံပါတ်ချိန်လို့အဆင်မပြေလို့ငွေထုတ်လို့မရရင်တော့ကျွန်တော်တို့ Viber Telegram ဖုန်းနံပါတ်399888443935ကိုဆက်သွယ်ပေးပါခင်ဗျာဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်ဗီဒီယိုကို like လုပ်ပြီးတော့ channel ကို subscribe ပြုလုပ်ပေးတော့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်